တနင်္လာနေ့မွေးဖွားစုရအားလုံးမင်္ဂလာပါဒီတစ်ပတ်အတွင်းမှာတနင်္လာသားသမီးတွေအနေနဲ့စိတ်ရောကိုယ်ပါနည်းနည်းလေးပင်ပန်းရမယ့်ကာလလို့ပြောရမှာပါကိုရပေါ်မနာလူသူတွေရန်ရှားခြင်းသူတွေဝန်းကျင်မှာခက်စိတ်ကြုံတွေ့ရတတ်တာကြောင့်စိတ်ထောင်းကိုကြည်ဖြစ်ရတတ်ပါတယ်ဒါကြောင့်ဘလို့ကိစ္စမျိုးမှမဆိုစိတ်ရှည်တဲခန့်ပြီးတုံ့ပြန်မှုမလုပ်မိဖို့အထူးသတိထားစေချင်ပါတယ်အထူးသဖြင့်ကျမ်းမာရေးညပတ်သက်ပြီးတော့လဲကိုခံအားနည်းလာမျိုးဖြစ်တတ်တယ်လို့အနားယူချိန်လေးတွေပိုပေးပြီးဂယုစိုက်တင်တဲ့အချိန်ပါပဲလုပ်ငန်းဆောင်တာတွေမှာတော့အစာပိုင်းမှာအခက်အခဲလေးတွေရှိနေနိုင်ပြီးအပြစ်အစီးအဆုံးရှုံးလေးတွေကြုံရတတ်လို့ရင်းနှီးမြှုပ်နှံမှုအသစ်တွေလုပ်တော့မယ်ဆိုရင်တေချာလေးချင့်ချိန်စေချင်ပါတယ်ဒါပေမဲ့ကံကောင်းတဲ့အချက်ကတော့ဒီလိုအခက်အခဲတွေကြားထဲမှာပဲမိတ်ဆွေကောင်းတွေနဲ့စုံတွေ့ရမှာဖြစ်တယ်လို့သူတို့စီကနေအဖိုးတန်တဲ့အကူအညီတွေကိုလည်းရရှိမှာဖြစ်ပါတယ်ပညာရေးပိုင်းမှာတော့အင်မတန်အားကောင်းနေတဲ့အချိန်မို့ပညာရေးအသစ်တွေသင်ကြားရလားသင်တန်းကျက်ရလာမျိုးတွေပြုလုပ်ရတတ်သည်ဝင်ခွေးစာမေးပွဲတွေအောင်လက်မှတ်ဖြေဆိုမှုတွေမှာအဆင်ပြေပြေနဲ့အကျိုးပေးအောင်မြင်မှာဖြစ်ပါတယ်အလုပ်ခွင်ထဲမှာတော့စိတ်မပြောင်းမပိုက်ထိနေတာမျိုးအလုပ်ထဲမှာအမှားအယွင်းလေးတွေအလွဲလွဲအချော်ချော်လေးတွေဖိမိတတ်တာကြောင့်လက်ရှိအလုပ်ကနေထွက်ချင်စိတ်တွေတဖွာဖွာပေါ်နေတတ်ပါတယ်ဒါပေမဲ့တခုသတိပေးချင်တာကအခုလောလောဆယ်အလုပ်ထွက်လိုက်ရင်ရှေ့ဆက်ရမယ့်အခြေအနေကပိုပြီးခက်ခဲသွားတာတလို့စိတ်ကိုထိန်းပြီးလက်ရှိနေရမှာပဲဆက်လက်တည်မင်းအောင်ကြိုးစားစေချင်ပါတယ်။နိုင်ငံရေးချားနဲ့ပတ်သက်တဲ့ကိစ္စတွေလူမျိုးခြားတွေနဲ့ဆက်သွယ်လုပ်ကိုင်ရတဲ့အလုပ်တွေမှာတော့ထူးထူးခြားခြားအောင်မြင်မှုရပါလိမ့်မယ်။ငွေကြေးနဲ့ပတ်သက်ရင်တော့နည်းနည်းလေးအစိုးကံပါနေလို့ငွေအခိုးခံရတာအလိန်ခံရတာမျိုးတွေမကြုံရအောင်သတိထားပါ။ကျွေးဟောင်းကိစ္စတွေငွေကြေးအပေးအယူကိစ္စတွေအတက်လဲပြောဆိုဖြေရှင်းရတာမျိုးတွေရှိတတ်ပါလေ။အခြေအေးနဲ့အိမ်တော်အေးမှာတော့နားလည်မှုလွဲတာမျိုးစိတ်အစင်မပြေတာမျိုးလေးတွေရှိနေတတ်တယ်လို့အသက်နိုင်ဆုံးစိတ်လျှော့ပြီးပေါင်းသင်ပေးပါကျမ်းမာရေးအနေနဲ့ကြောအောင်တာခါနာတာတွားကြိုက်တာနဲ့သွေးအားနေတဲ့ယောဂဝေဒနာလေးတွေဖြစ်တတ်ပါတယ်အရေးကြီးကိစ္စတွေဆောင်ရွက်တဲ့အခါမှာအဝါရောင်ဒါမှမဟုတ်မယမ်းရောင်လေးတွေကိုအားပြုပြီးဝတ်ဆင်သွားမယ်ဆိုရင်အဆင်ပြေချောမွေပါလိမ့်မယ်အကျိုးပေးကဏ္ဍတွေကတော့9ကဏ္ဍနဲ့6ကဏ္ဍတွေပဲဖြစ်ပါတယ်ကန့်အထောက်ပံ့ကောင်းတွေရရှိပြီးအညံ့တွေပြေပြောက်စေဖို့အတွက်အိမ်ပရာမှာအမွှေးနံသားရည်နဲ့ရေတပည့်ပူဇော်ပေးပါနောက်ပြီးလမ်းဘေးကတရိษံလေးတွေကိုလည်းအစာကျွေးပြီးကုသိုလ်ယူပါ